Yo guys, welcome to Shido Gaming အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဟွန်းနောက်ခင်ရဲ့လူကြိုက်များတဲ့လမ်းကိုပရိုဂျက်ချဆော့နိုင်အောင် guide လုပ်ပြီးတော့မှာပဲဖြစ်ပါတယ်အရင်ဆုံးလမ်းအကြောင်းပြောကြတော့လမ်း mobility မြင့်တဲ့ accession fighter တော့ကောင်းပါဆိုတော့ဗလိုင်းနဲ့ဝင်ပြီးတော့မင်းနဲ့ maximum တွေကိုကောင်းကောင်းဒုက္ခပေးနိုင်ပါတယ်ဒါပေမဲ့လမ်းကောင်း control တွေကိုတော့ကြောက်ပါတယ်ဒီဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပြီးတော့ရင်တော့လမ်းကိုပရိုဂျက်ချ guide တက်သွားစီမယ်လို့အာမခံပါတယ်ဆိုတော့ intro လေးပြီးရင်စလိုက်ကြရအောင်Pesiski Handa လမ်းရဲ့ Pesic ကတော့ enemy ရဲ့သွေးရ30ရာခိုင်နှုန်းအောက်ကိုရောက်သွားတဲ့အခါလမ်းသူတို့ကိုအမှတ်သားလုပ်လိုက်ပါတယ်ပြီးရင်တော့တုံးလိုက်တဲ့ skill နဲ့ Pesic အထွက်ဒီမှာ True Damage ကို 9.5 နေပြီးတော့ level အလိုက်15ရာခိုင်နှုန်းထိထိစေပါတယ်ဆိုတော့လမ်းတွင်းနေွားတဲ့ hero တွေပေါ်မှာဆို damage ပိုထွက်ပါတယ်ကျွန်တော်တစ်ချက်ပြပြီးတော့ enemy ကသွေးပြီးရှိနေတဲ့အချိန်ဆိုရင်တုံးလိုက်တဲ့ skill တွေမှာTrue Damage မပါပါဘူးenemy သွေးနေသွားပြီဆိုရင်တော့ True Damage တွေပါလာမှာပါလမ်းရဲ့ Passive ကတော့ဒီလောက်ပါပဲ Skill 1 Wave Breaker လမ်းရဲ့ Skill 1ကိုသုံးလိုက်ရင်လမ်းမြေရဲကိုငုတ်ရှူသွားမှာပါမြေကြီးထဲမှာကြာချိန်က3စက္ကန့်ကြာပြီးတော့ movement speed ကို40ရာခိုင်နှုန်းထိတိုးလာစေမှာပါဒါပေမဲ့ river ထဲမှာဆိုရင်တော့လမ်းရဲ့ Skill 1ငုတ်တဲ့အချိန်ကအကန့်အသတ်မရှိတော့ပါဘူးအဲ့လိုငုံနေတဲ့အချိန် skill 1ကိုထပ်သုံးလိုက်မယ်ဆိုရင်တော့ control လာပြီးတော့ enemy စီကိုပြေးဝင်ပြီး skill 1ထိသွားတဲ့ enemy တွေကို physical damage 300နေပြီးတော့ level ပေါ်မူတည်ပြီးတော့120ရာခိုင်နှုန်းထိထိစေမှာပါပြီးတော့ enemy ကို 1.5 စက္ကန့်ကြာ25ရာခိုင်နှုန်းနှီးနေစေမှာပါဒီနေရာမှာ trick လေးပြောပြပေးပါမယ် skill 1ကိုမြေပုံမှာပြထားတဲ့ခြုံတွေထဲမှာသုံးမယ်ဆိုရင်ကူတော့မကြပါဘူးခြုံတွေကပုံပြီးချမယ်ဆိုရင်ဒီအချက်ကတော်တော်လေးအသုံးဝင်ပါတယ်။စားရမချင်တဲ့လူတွေတော့ကတော့ line skill 1ကိုနှစ်ခါသုံးလို့ရမယ်။ပထမတစ်ခါ movement speed တိုးပေးမယ်။ဒုတိယတစ်ခါကတော့ damage နဲ့ slow ပေးမယ်ဒါပါပဲ။ K2 space split line skill 2ကိုသုံးလိုက်ရင်တော့နားတစ်ဝိုက်ကိုရန်လိုက်မှာဖြစ်ပြီးတော့ physical damage 225နေပြီးတော့ level လိုက်45ရာခိုင်နှုန်းထိနှစ်ခါထိစီမှာပါ။အဲ့လိုထိသွားရင်လည်းသွေး85နေပြီးတော့ level အလိုက် damage 15ရာခိုင်နှုန်းနဲ့သွေး100ရာခိုင်နှုန်းပြန်တက်စီမှာပါဒါက lane median နဲ့ crit တွေပေါ်မှာဆိုရင်တော့တဝက်ပဲအလုပ်လုပ်မှာပါပြီးတော့ skill ထိွားရဲ့အခါလမ်းပေါ်မှာအမှတ်တစ်ခုပေါ်လာမှာပါ stack ကလည်း3ခုထိစုလို့ရပါတယ်တစ်ခုရှိတာမတူတဲ့ hero ကိုထိမှာ stack က3ခုပြည့်မှာလမ်း stack ရှိနေမယ်ဆိုရင် visitor က enemy ကြီးပြေးဝင်သွားပြီးတော့ stack တစ်ခုစီကနေပြီးတော့ physical damage 50ရာနေပြီးတော့ level အလိုက်85ရာခိုင်နှုန်းထိထိစေမှာပါ stack ရှိနေတဲ့အချိန် enemy ပဲဖြစ် crit ပဲဖြစ် visitor နဲ့တိုက်ခိုက်မယ်ဆိုရင် skill 2 cooldown ကို10ရာခိုင်နှုန်းကနေပြီးတော့20ရာခိုင်နှုန်းထိ short ပေးပါတယ် skill 1 သုံးလိုက်တဲ့အချိန် skill 2 သုံးမယ်ဆိုရင် enemy စီပြေးဝင်သွားပြီးတော့ skill 1 cooldown ကိုလည်း25ရာခိုင်နှုန်းထိ short ပေးပါတယ် skill 3 death from blow skill 3ကိုသုံးလိုက်မယ်ဆိုရင်တော့လမ်းဓမြောင်တစ်ချောင်းကိုအရင်ပြစ်လိုက်မှာဖြစ်ပြီးတော့အဲ့ဓမြောင်သွားရဲ့လမ်းကြောင်းပေါ်မှာရှိတဲ့ enemy တွေကို3.5 စက္ကန့်ကြာနှီးစီမှာပါပြီးရင်တော့လမ်း enemy တွေကိုငမန်းပုံနဲ့ပြေးဝင်သွားပြီးတော့လမ်းကြောင်းတစ်ချောင်းမှာရှိတဲ့ enemy တွေကိုဆွဲခေါ်သွားမှာပါအဲ့လိုပြေးဝင်သွားရင် enemy တွေကို physical damage 920နဲ့ level အလိုက်အပို180ရာခိုင်နှုန်းထိထိစေမှာပါ skill သုံးရင်ပထမပြစ်လိုက်တဲ့ဓမြောင်ကို enemy ကိုထိအောင်သုံးပါထိသွားရင်တော်တော်လေးနှီးွားလို့ဆွဲခေါ်တဲ့အခါ blink skill မရှိဘူးဆိုရင်ပါလာဖို့ရာခိုင်နှုန်းတော်တော်များလို့ skill 1ငုံနေတဲ့အချိန်သုံးမယ်ဆိုရင်တော့ skill 1 cooldown ကို50ရာခိုင်နှုန်းထိ short ပေးမှာပါလမ်းအတွက် skill combo တွေကတော့လမ်းအတွက် item နဲ့ arcana ကတော့ပုံမှန်ပြထားတဲ့အတိုင်းပဲဖြစ်ပါတယ်လမ်း movement speed တော်တော်များများနဲ့ကူတောင်း short ပြီးကြထားရတာမို့လို့ကျွန်တော်ကတော့ဒီ item တွေကိုရေးရှယ်ထားပါရေး battle space ကတော့ smite နဲ့ flag ကအလိုက်ဖက်ဆုံးပါပဲလမ်းရဲ့ guide လေးကတော့ဒီလောက်ပါပဲဒီဗီဒီယိုလေးက brother တို့အတွက်အထောက်အကူဖြစ်မယ်လို့မျှော်လင့်ပါတယ်နောက်ဒီလို guide တွေကြည့်နေဆိုရင်တော့ like and subscribe လေးလုပ်ပြီးတော့ဘေးနားခေါင်းလောင်းလေးကိုလည်းနှိပ်ခတ်ပေးပါဦးတကယ်လို့လုပ်ကြည့်ခြင်းနဲ့ hero ရှိရင်လည်း comment မှာမှန်းခဲ့ပေးပါဗျပိုကောင်းတဲ့ဗီဒီယိုနဲ့ပြန်လိုက်လေးပါမယ် so this is Shido Gaming see you next video